စီကိုမျိုးကမလွယ်ရလိမ့်မည်မွေးရမြေထားနေနဲ့ဝေးခဲ့တာနဲ့လာကြပြီရွာအဝင်းမြိုင်ရန်တန်းကနေညိုရဲ့အနီရောက်လွမ်းတဲ့လမ်းကလေးကိုတတိယနေသည်ဂုံရွှင်ငွေမထဲဝါတဲ့အမေအိမ်စီမိလေရမြမထမင်းမစားရတာသိချာနေပြီဟိုစင်ချင်းအိမ်ကစားပွဲမှာလူတွေဆုံးထမင်းဝိုင်းလေးကိုတွေးမိတော့လွယ်လုံးနေသည်တိုင်းသူပါရဲ့စားတော့တွေ့ခွဲပြတဲ့ဒလိထုံးတွေပဲလို့ပဲနေကြလဲစိတ်ထဲကမနဲ့ချိုင်လေပြီမွေးရမြေကိုထားနေစီပြန်ပြစ်သေးတော့လွမ်းလို့သာနေရအောင်မီ